哈利路亚。ခုလိုချိန်တိုင်းခွန်ကောင်းကိုပြင်ဆင်ပြတဲ့ဖျာရှင်နာမတော်ချီတော်ချီးမွမ်းတယ်ဒီနေ့မှာမမျှော်လင့်မဲနဲ့နှုတ်ကတော်ဝင်ငါခွင့်ရတဲ့အတွက်လည်းဖျာရဲ့ကျေးဇူးတော်ချီးမွမ်းတယ်အခွင့်ပေးတဲ့တင်ဦးဆရာကိုလည်းကျေးဇူးတင်တဲ့အကြောင်းရှိတော်ပြောချင်တယ်ဒီနေ့ကတန်လွင်ခတ်တန်လွင်ခတ်တရင်တွေနေဖြစ်တယ်ဒီနေ့မှာလည်းပဲထူးထူးဆန်းဆန်းလေးပေါ့နော်ဖျာကလည်းပဲဒီနှုတ်ကတော်တခါမှဒီတန်လွင်ခတ်တရင်တွေနေရဲ့ဒီအစ္စတာဆန်ဒေးเนาะရှင်မြတ်ထားမြောက်ရဲ့နေ့တွေမှာတခါမှတော့တရားမဟောဘူးဒါပေမဲ့ဒီနေ့မှာထူးထူးဆန်းဆန်းเนาะဖျားကလည်းပဲအချိန်ပေးတဲ့အတွက်ကြောင့်မို့ဖျားကလည်းအခွင့်ပေးတဲ့အတွက်ကြောင့်မို့လည်းဒီနေ့ဝင်ရောက်ခွင့်ရတယ်ဒီရက်တည်းလည်းကျေးဇူးချီးမွမ်းတယ်နောက်တစ်ခုကလည်းပဲကျေးဇူးချီးမွမ်းချင်တာကဒီလာမဲ့ဒီတနင်္လာနေ့ရောเนาะဒီဧပြီလ3ရက်နေ့ဆိုလို့ရှိရင်လည်းပဲကျွန်တော်မွေးနေ့ဖြစ်တယ်ဒီမတိုင်ခင်မှာလည်းပဲစိတ်ထဲမှာစဉ်းစားမိတယ်ပေါ့เนาะဒီဖျားရဲ့နှုတ်ကတော်ဝင်ငါခွင့်ရချင်တယ်ဆိုပြီးတော့မှစိတ်ထဲမှာစူတောင်းတယ်ဘယ်သူမှတော့မပြောဘူးเนาะဝင်ငါခွင့်ရလို့ရှင်ဒါလည်းထူးထူးဆန်းဆန်းပေါ့เนาะဒီဧပြီလ3ရက်နေ့မွေးနေ့ကလည်းပဲဒီမွေးရက်နဲ့မွေးလာနဲ့တွားတိုက်တယ်ပေါ့เนาะမွေးလာနဲ့မွေးရက်နဲ့တိုက်တယ်ဒါထူးထူးဆန်းဆန်းနဲ့နောက်ကျရင်တငယ်ချင်းတွေအစားကြထိတ်စီးပြောင်းတဲ့နေ့စီတော့အစားကြပေါ့เนาะဒီလိုမျိုးဖခင်ကလည်းပဲခွင့်ပြုလို့နေမှာပေါ့เนาะဒီနေ့ဒီလိုမျိုးဒီယုံကြည်သူတွေရှေ့မှာမတ်တရပြီးတော့မှသူရဲ့နှုတ်ကပတ်တော်ကိုဝင်ရောက်ခွင့်ပေးတယ်ဒီရတဲ့လည်းဖခင်ကျေးဇူးချီးမွမ်းတယ်ဒီနေ့ဒီတန်လွင်ခတ်တရင်ကိုတွေနေ့မှာကျွန်တော်အနေနဲ့ပြင်ဆင်လာတဲ့အရာကဒီအားလုံးလည်းဂျင်းနီးပြီးသားဖြစ်တယ်ခုနလည်းတင်ဦးဆရာကဒီကြွေးကြော်သွားတဲ့အရာဖြစ်တယ်ပေါ့နော်ရှင်မသက်ခန်းကြီးခရစ်ဝင်ခန်းကြီး21ပိုင်းငယ်တိကနေပြီးတော့မှ17ထိကျွန်တော်တို့အားလုံးမတ်တရပြီးတော့မှသူတို့ကရွတ်ဖက်ရအောင်နော်ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး21အပိုင်းငယ်တိကနေပြီးတော့မှ21တိကနေပြီးတော့မှ21တွေးကြပြီထင်တယ်နော်တွေးလို့ရှိရင်ကျွန်တော်တို့အားလုံးဖြစ်ဖြစ်နဲ့ပုံမှန်လေးဖတ်သွားရအောင်နော်ယေရုရှလင်မြို့အနီးသို့ချင်း၍တန်လွင်တောင်ခြေရ၌ဗတ်ဖာဂီရွာသို့ရောက်ကြသောအခါယေရှုသည်တပည့်တော်နှစ်ယောက်တို့ကိုဆေလွတ်၍သင်တို့ရှေ့၌ရှိသောရွာသို့သွားကြထိုရွာ၌ချီနှောင်လျက်ရှိသောမိမနှင့်မိကလေးကိုသင်တို့သည်ချက်ချင်းတွေ့လိမ့်မည်မိကြိုးကိုဖြေ၍ငါထံသို့ဆောင်ခဲ့ကြသူတစ်ပါးသည်သင်တို့အားတစုံတစ်ခုကိုဆိုလျင်သခင်အလိုရှိသည်ဟုပြန်ပြောကြလော့ထိုသို့ပြောလျင်ထိုသူသည်ချက်ချင်းပေးလိုက်မည်ဟုမှာထားတော်မူ၏ထိုအကြောင်းအရာဟူမူကားမိကလေးကိုစီး၍နူးညံ့သိမ်မွေသောစိတ်နှင့်သင်ရှိရာသို့ကြွာလာတော်မူသည်ကိုကြည့်ရှုလောဟုဇိယုန်တို့သမီးအားပြောကြလောဟုသောပရောဖက်၏နှုတ်ထွက်ပြည့်စုံမည်အကြောင်းဖြစ်သည်တပည့်တော်တို့သည်တွား၍အမိန်တော်တိုင်းပြုသဖြင့်မိမနှင့်မိကလေးကိုဆောင်ခဲ့၍မိကျောပေါ်မှမိမိတို့အဝတ်ကိုတင်ကြပြီးလျှင်စီတော်မူ၏အတိုင်းမသိများစွာသောလူတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏ရှေးနောက်လိုက်သွားသောအချံရံများတို့ကဒါဝိဒ်၏သားတော်အားဟောရှနာဖြစ်စေတည်းထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝယ်ဟောရှနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ယေရုရှလင်မြို့သို့ဝင်တော်မူသောအခါတစ်မြို့လုံးအုပ်အုပ်တဲတဲဖြစ်၍ဤသူကအဘယ်သူနည်းဟုမေးမြန်းကြလျင်လူစုဝေးတို့ကဤသူသည်ဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသောပရောဖက်ယေရှုပေတည်းဟုပြောဆိုကြ၏အားလုံးပဲပြန်ထိုင်လို့ရပါပြီလို့ဒီရာကအလုံးနဲ့ယဉ်ကျေးပြီးသားကျမ်းပိုက်ဖြစ်တယ်ဒီတန်လွင်ခတ်နေ့မှာသခင်ရှုကယေရုရှလင်မြို့ထဲကိုအောင်ပွဲခံရင်းနဲ့ဝင်လာတဲ့အကြောင်းအရာဖြစ်တယ်ဒီတန်လွင်ခတ်တရင်ဝင်နေနော်တချို့တွေပြောတယ်ဒီစွန်ပလွန်ခတ်နေလို့ပြောတယ်တချို့တွေကြတော့လေဒီမြစ်တာပန်တရင်ဝင်နေဆိုပြီးတော့မှလည်းပြောကြတယ်ပေါ့နော်အမျိုးမျိုးခေါ်ပါကြတယ်ဒါပေမဲ့ဒီမြန်မာပြည်ပေါ့နော်ဒီမြန်မာပြည်မှာအများဆုံးသိတာကတန်လွင်ခတ်တရင်ဝင်နေဆိုပြီးတော့မှအများဆုံးသိကြတာဖြစ်တယ်အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဒီအောင်မြင်ခြင်းเนาะဒီအောင်မြင်ခြင်းဒါမှမဟုတ်လို့ရှင်အောင်ပွဲ
ဝင်ချင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဒီတန်လွင်ခတ်ဆိုတဲ့အဓိပ္ပာယ်နော်တန်လွင်ခတ်ဆိုတဲ့အဓိပ္ပာယ်ကအောင်မြင်ချင်းသို့မဟုတ်အောင်ပွဲဝင်ချင်းဒါကဒီယောမခေတ်မှာနော်ယောမခေတ်ဒီယောမဘီရင်အုပ်စိုးနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီခေတ်မှာဒီပြိုင်ပွဲတစ်ခုခုလုပ်တိုင်းနိုင်ရတဲ့လူစူးရတဲ့လူဒီပထမစူးဒုတိယစူးပဲဖြစ်ဖြစ်ဒီလိုမျိုးရတဲ့လူတွေကိုဒီအဲ့ဒီယောမခေတ်တုန်းကဒီတန်လွင်ခတ်တွေနဲ့သူတို့ကဂုဏ်ပြုကြတာဖြစ်တယ်နော်ဒီတန်လွင်ခတ်ကိုရတဲ့သူကအောင်နိုင်သူဖြစ်တယ်အောင်ပွဲဝင်တဲ့သူဖြစ်တယ်နော်ဒီဟာဆိုပြီးတော့မှဒီယောမခေတ်ခါတုန်းကသူတို့ကဒီဟာကိုလောက်ကြတာဖြစ်တယ်ဒါကြောင့်မို့ဒီသခင်ရှုကဒီယေရုရှလင်မြို့ထဲကိုဝင်လာတဲ့ချိန်မှာလည်းပဲဒီယူဒလူမျိုးတွေဂျူးလူမျိုးတွေကဒီလိုမျိုးနဲ့ဒီတန်လွင်ခတ်တွေနဲ့သူတို့ကကြိုးဆိုကြခြင်းဖြစ်တယ်သခင်ရှုကိုဘယင်တပါးလို့နော်သူတို့ကဘယင်တပါးလို့သူတို့ကကြိုးဆိုတာဖြစ်တယ်နောက်တစ်ချက်ကဒီသခင်ရှုကအဲ့ဒီချိန်မှာသူတို့ကသခင်ရှုကိုဘယင်တပါးလို့ကြိုးဆိုတော်ညာလည်းပဲတစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်သခင်ရှုကသူကမြင်းကိုမစီးလာဘူးမြင်းကိုမစီးဘူးမြင်းကိုစီးတာကဘာလဲဆိုလို့ရှိရင်သူကစစ်သူရဲဖြစ်တယ်ဘယင်ဖြစ်တယ်ငါကအောင်နိုင်သူဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်เนาะဒီမြင်းစီးတာကဒါပေမဲ့သခင်ရှုကမြင်းမစီးပဲနဲ့မြီးကလေးကိုစီးတယ်เนาะမြီးကိုစီးတာကဘာလဲဆိုလို့ရှိရင်ဒါကငင်းချမ်းချင်းကိုပုံဆောင်တာဖြစ်တယ်เนาะဒီမြင်းကိုစီးတာကဒီစစ်တိုက်ခြင်းတိုက်ပွဲဝင်ခြင်းကိုပုံဆောင်တယ်လို့ဒီမြီးကိုစီးတာကငင်းချမ်းချင်းကိုပုံဆောင်တာဖြစ်တယ်เนาะဒါကြောင့်မို့သခင်ရှုကဒီမြီးကလေးကိုစီးပြီးတော့မှယေရုရှလင်မြို့ထဲကိုဝင်လာတာဆိုတာကိုလည်းပဲရှေးဥစွာသိစေခြင်းနဲ့နောက်ဒီဟောရှနာဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီဟေေဘရုကနေပြီးတော့မှဆင်းသက်လာတဲ့စကားလုံးဖြစ်တယ်ကျွန်တော်တို့ကိုကယ်တင်တော်မူပါเนาะကယ်တင်တော်အရှင်ဆိုပြီးတော့မှအဓိပ္ပာယ်ရတာဖြစ်တယ်ဒါကဘာဖြစ်လို့ဒီလိုမျိုးဒီဂျူးလူမျိုးတွေเนาะဒီယူဒလူမျိုးတွေကဒီသခင်ရှုတန်ဒီယေရုရှလင်မြို့ထဲကိုဝင်လာတဲ့ချိန်မှာဟောရှနာဖြစ်စေတည်းဆိုတော့မှဘာဖြစ်လို့ပြောတာလဲဆိုလို့ရှိရင်သူတို့ကဒီယောမတွေရဲ့เนาะဒီယောမဘုရင်ရဲ့အုပ်ဆိုးမှုအောက်မှာသူတို့ကကြုံခံနေရတာဖြစ်တယ်เนาะသူတို့ကနှိမ့်ဆက်ညှဉ်းပန်းနှိမ့်ဆက်ခြင်းကိုသူတို့ကခံနေရတဲ့ချိန်ဖြစ်တယ်အဲ့ဒါကြောင့်မို့သူတို့ကိုကယ်တင်ပေးမဲ့ဒီယောမဘုရင်ရဲ့လက်အောက်ကနေပြီးတော့မှသူတို့ကိုကယ်တင်ပေးမဲ့သူတို့ကိုကယ်နှုတ်ပေးမဲ့အရှင်ကเนาะကြွလာပြီဆိုပြီးတော့မှသူတို့ကဝမ်းပန်းတရာနဲ့ဝမ်းပန်းတရာနဲ့သူတို့ကကြိုးဆိုပြီးတော့မှဒီဟောရှနာဆိုတဲ့စကားလုံးကိုသူတို့ကကြွေးကြော်တာဖြစ်တယ်အဲ့ဒီစိတ်နဲ့เนาะသူတို့ဒီငါတို့ကဒီယောမတွေရဲ့လက်အောက်ကနေငါတို့ကယောမတွေရဲ့ကြုံမဟုတ်တော့ဘူးငါတို့ကသူတို့ရဲ့လက်အောက်ကနေလွတ်မြောက်တော့မယ်ဆိုတဲ့ဒီဝမ်းမြောက်တဲ့စိတ်နဲ့ဝမ်းသာတဲ့စိတ်နဲ့သူတို့ကဒီဟောရှနာဆိုတဲ့စကားလုံးကိုသူတို့ကကြွေးကြော်တာဖြစ်တယ်ဒါပေမဲ့သခင်ရှုကသူတို့ထင်ထားတဲ့အတိုင်းတော့မဖြစ်လာခဲ့ဘူးเนาะဒါကတော့ဒါဒီဆက်ပြီးတော့မှပြောတော့မယ့်အကြောင်းအရာဖြစ်တယ်ဒီနေ့ကျွန်တော်အနေနဲ့ဒီပြင်ဆင်လာတဲ့အရာကကျွန်တော်တို့နှလုံးသားမှန်ကန်ဖို့ရန်အတွက်เนาะနှလုံးသားမှန်ကန်စိတ်နှလုံးသားမှန်ကန်ဖို့ရန်အတွက်ပြောပြရှင်တယ်ခုနကလည်းပဲဒီတင်းယုံကတော့ကလည်းပြောသွားတယ်เนาะအနူးကလည်းပြောသွားတယ်ကျွန်တော်တို့စိတ်နှလုံးသားမှန်မှန်တွေ့ဖခင်ရဲ့စိတ်တော်နဲ့လည်းကျွန်တော်တို့ဘယ်တော့မှတွေ့နိုင်မှာမဟုတ်ဘူးကျွန်တော်တို့စိတ်နှလုံးသားကမှန်ကန်နေမှကျွန်တော်ရဲ့စိတ်နှလုံးသားကเนาะကျွန်တော်ရဲ့အသွေးနှလုံးသားကမှန်မှန်ကန်ကန်ရှိနေမှာဖခင်နဲ့မှန်မှန်ကန်ကန်ရှိနေမှာဖခင်ရဲ့စိတ်တော်ကိုကျွန်တော်တို့ကတွေ့နိုင်မှာဖြစ်တယ်ဒီနေ့ဒါကြောင့်မို့ဒီတန်လွင်ခတ်တလင်းတွေနေမှာကျွန်တော်အနေနဲ့ဒီနှလုံးသားမှန်ကန်ပါစေဆိုတဲ့เนาะနှလုံးသားမှန်ပါစေဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်အနေနဲ့ပြောပြသွားခြင်းတယ်ဒါခုနဖတ်သွားတဲ့အကြောင်းအရာကဒါကအစနေပြီးတော့မှဖတ်သွားတဲ့အရာဖြစ်တယ်ကျွန်တော်အနေနဲ့အဓိကယူချင်တာကဒီအပိုင်းငယ်6ကနေပြီးတော့မှ7နှစ်ထဲမှာရှိတဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော်ဒီအပိုင်းငယ်9ကကြတော့ဒါကဒီ prophet เนาะဒီဇာခရိအခန်းကြီးเนาะဒီဇာခရိအခန်းကြီးကိုအပိုင်းငယ်8ကနေပြီးတော့မှ9မှာပြောပြထားတဲ့ဒီ prophet ပြည့်စုံခြင်းကိုဒီရှမဿဲအခန်းကြီး21ပိုင်းငယ်9မှာပြန်ပြီးတော့မှပြည့်စုံလာတာဖြစ်တယ်เนาะဒါကဒီ prophet ရဲ့ပြည့်စုံခြင်းဖြစ်တယ်ဒီအပိုင်းငယ်9ကနေပြီးတော့မှစနေတိကြည့်မယ်ဆိုလို့ရှိရင်သခင်ရှုကယေရုရှလင်မြို့ထဲကိုဝင်လာတဲ့ချိန်မှာเนาะဝင်လာတဲ့ချိန်မှာရှေးနောက်လိုက်သွားသောခြံရံများတို့ကဒါဝိဒ်သားတော်ဟောရှနာဖြစ်စေတည်းထာဝရဘုရားရဲ့ခွင့်နဲ့ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝယ်ဟောရှနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏လို့ပြောတယ်ဒီနေ့သခင်ရှုကဒီယေရုရှလင်မြို့ထဲကိုဝင်လာတဲ့ချိန်မှာခုနကျွန်တော်ပြောခဲ့သလိုမျိုးပဲသူတို့ကဒီယောမတွေရဲ့အုပ်ဆိုးမှုအောက်ကနေချုံနှောင်မှုအောက်ကနေညှဉ်းပန်းနှိပ်စက်မှုအောက်ကနေသူတို့ကိုကယ်တင်တော့မယ်ဆိုတဲ့ဝမ်းမြောက်တဲ့စိတ်နဲ့သခင်ရှုကိုကြိုဆိုကြတယ်ဒါပေမဲ့သခင်ရှုကထိုကဲ့သို့မဟုတ်ခဲ့ဘူးသူဝင်လာတဲ့အချိန်မှာကလေးကဒီ
ဒီမီးကလေးကိုစီးလာတယ်ဆိုကြတဲ့ကနော်စစ်တိုက်ဖို့ရန်အတွက်မဟုတ်ဘဲနဲ့လူသားတွေအတွက်ငြိမ်းချမ်းခြင်းကိုယူဆောင်လာတယ်ဆိုတဲ့ຢာကိုသူတို့အနေနဲ့တတိမထားမိခဲ့လိုက်ဘူးသူတို့လူရှင်သားဗာလဲဆိုလို့ရှိရင်ငါတို့ကိုဒီအခက်ခဲတွေကြားတဲ့ကနေပြီးတော့မှငါတို့ကိုဒီပြဿနာတွေကြားတဲ့ကနေပြီးတော့မှငါတို့ကိုဒီညှင်းဆဲနှိမ့်ဆက်ခြင်းတွေကြားတဲ့ကနေပြီးတော့မှငါတို့ကိုကယ်တင်မဲ့ရှင်ကသူပဲဖြစ်တယ်ဆိုတဲ့စိတ်နဲ့သူတို့ရဲ့တယူတန်စိတ်ပဲသူတို့ကရှိကြတာဖြစ်တယ်သခင်ရှုကဘာလုပ်နေလဲနော်သခင်ရှုကဘယ်လိုမျိုးနဲ့ဒီယေရုရှလင်မြို့ကိုဝင်လာတာလဲဆိုတာသူတို့တည်တည်ချာချာမစင်စားမိခဲ့လိုက်ဘူးသူတို့လိုချင်တာပဲသူတို့ပြောတယ်သူတို့လိုချင်တာပဲသူတို့ကြွေးကြော်ကြတယ်ဒါကြောင့်မို့လဲသခင်ရှုကနော်သူတို့ထင်ခဲ့တိုင်းမဖြစ်ခဲ့တဲ့အခါမှာသူတို့အနေနဲ့အိမ်မတမစိတ်ပြတ်သွားကြတယ်ဆိုတဲ့ຢာကိုလည်းပဲဒီနောက်ပိုင်းမှာလည်းပဲပြောတော့မှဖြစ်တယ်ဒီမှာကြည့်မယ်ဆိုလို့ရင်သခင်ရှုကနော်ဒီဝင်လာတဲ့အချိန်မှာအချိန်ရန်နေဒီသူ့ရဲ့တပည့်တော်12ယောက်နဲ့သူ12ပါးနဲ့သူနော်ဂျန်တဲ့ဒီယူဒလူမျိုးတွေအားလုံးကသူ့ကိုအိမ်မတမကြွေးကြော်ကြတယ်ဝမ်းမတရာနဲ့ကြိုဆိုကြတယ်ဒီနေ့ကျွန်တော်တို့ကလည်းပဲနော်အခုချိန်မှာခုနလည်းကျွန်တော်တို့ကကြွေးကြော်ကြတယ်ဟောရှနာဖြစ်စေတည်းဆိုတော့ကျွန်တော်ကြွေးကြော်တယ်နော်အခုချိန်မှာလည်းပဲဒီယူဒလူမျိုးတွေကနော်ဒီတန်လွင်ခန့်နဲ့ရောက်ပြီဆိုလို့ရှိရင်သူတို့ကတကယ်တကိုင်းတိတ်ခတ်တွေရှိတော့ဒီတန်လွင်ခန့်နော်ဆွန်ပလုံခတ်တွေကိုသူကခုတ်တယ်ခုတ်ပြီးတော့မှနော်ဖျားเจ้าနေမှာသူတို့ကကြွေးကြော်ကြတယ်လမ်းတွေမှာလည်းပဲဒီຢာတွေနဲ့သူတို့ကကြွေးကြော်ကြတယ်ကျွန်တော်တို့ဒီလိုမျိုးတော့လုပ်ဖို့တော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ကြွေးကြော်ခြင်းကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးသားတွေကနေပြီးတော့မှကျွန်တော်လာဖို့ရင်တိုင်မှာတမရေးကြည့်တယ်ဒီအပြင်ပိုင်းကအရာတွေထက်နော်ဒီတန်လွင်ခတ်တွေထက်နော်ဒီဆွန်ပလုံခတ်တွေထက်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားကနေတော့ဖျားကိုတကယ်ပဲလိုလားနဲ့ကျွန်တော်တို့ကကြွေးကြော်တတ်ဖို့နော်ဖျားကိုကျွန်တော်တို့ကကြိုဆိုတတ်ဖို့ရင်တိုင်မှာတမရေးကြည့်တယ်ကိုလိုချင်တာမဟုတ်ဘဲနဲ့နော်ဒီယူဒလူမျိုးတွေဒီဂျူးလူမျိုးတွေကလည်းပဲသူတို့လိုချင်တာကိုပဲသူတို့ကကြွေးကြော်တယ်ဒါကလည်းပဲလူဆန္ဒအနေနဲ့တော့မှန်ကောင်းမှန်ပါတယ်နော်သူတို့ဒီအခက်အခဲတွေကြားတဲ့ကနေလွတ်မြောက်ဖို့ရန်အတွက်နော်ကြွေးကြော်တာကတော့ဟုတ်တယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့လည်းနော်ကျွန်တော်တို့ယနေ့ခေတ်ယုံကြည်သူရဲ့တက်တာထဲမှာဖျားကိုကျွန်တော်တို့ကဘယ်လိုမျိုးစိတ်နှလုံးသားနဲ့ကျွန်တော်တို့ကကြိုဆိုနေလဲနော်အခုသခင်ရှုကကျွန်တော်တို့ကိုကယ်တင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေအတွက်ရွေးနှုတ်ဖို့ရန်အတွက်ကယ်နှုတ်ဖို့ရန်အတွက်ဒီယေရုရှလင်မြို့တွေကိုသူစပြီးတော့မှခြေလန်းလာတဲ့အခါမှာဝင်လာတဲ့အချိန်မှာကျွန်တော်အနေနဲ့ဒီခေတ်ခါတော့လို့တော့နော်အဝတ်စားရတော့ကျွန်တော်တို့မဖြန့်ပါဘူးနော်တန်လွင်ခိုက်တော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ရှိတာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဖျားပေးထားတဲ့ဖျားတခင်ကင်းဝဲတဲ့ကျွန်တော်တို့နှလုံးသားရှိတယ်ဒီနှလုံးသားကကျွန်တော်တို့ဘယ်လိုမျိုးစိတ်နေစိတ်ထားနဲ့ဖျားကိုကျွန်တော်တို့ကကြိုးဆိုလဲနော်ဖျားကိုကျွန်တော်တို့ဘယ်လိုမျိုးစိတ်နေစိတ်ထားနဲ့ပြန်ပေးနေလဲဆိုတဲ့ຢာကိုပြန်ပြီးတော့မှကိုစမ်းစစ်စေခြင်းတယ်ကျွန်တော်နှလုံးသားကဘယ်အခြေအနေမှာရှိနေလဲကိုရဖို့အတွက်ပဲကိုကောင်းစားဖို့အတွက်ပဲဖျားကိုကြိုးဆိုတာလားနော်ဖျားကိုချီးမြှောက်တာလားဒါမှမဟုတ်ရှင်ဖျားကချီးမွမ်းခံရတဲ့ဖျားဖြစ်လို့ကျွန်တော်တို့ကချီးမြှောက်တာလားဆိုတဲ့အရာကိုလည်းပဲပြန်ပြီးတော့မှစမ်းစစ်စေခြင်းတယ်ဒါကြောင့်မို့ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုလို့ရှိရင်เนาะဒီဂျူးလူမျိုးတွေကနော်ဒီယူဒလူမျိုးတွေကသူတို့ကဒီတခင်ရှုကိုဒီလိုမျိုးကြိုဆိုခြင်းအဖြစ်ငါတို့ကိုကယ်တင်တော့မယ်လို့ပြောတော်ညာလည်းပဲတခင်ရှုကသူတို့ထင်ထားတဲ့အတိုင်းမဖြစ်လာတဲ့အခါမှာသူတို့တခင်ရှုကိုဗာပြန်လုပ်လဲဆိုလို့ရှိရင်သူတို့ကြွေးကြော်ခဲ့တဲ့နှုတ်ခမ်းကနေပဲနော်ဗဇက်ကနေပဲတခင်ရှုကိုပြန်ပြီးတော့မှကားစင်တင်တက်ပါဆိုပြီးတော့မှပြန်ပြီးတော့ကြွေးကြော်ကြတယ်ဒါကအင်မတန်မှဝမ်းနဲ့ဆရာကောင်းတဲ့အခြေအနေဖြစ်တယ်နော်ဒါကိုမာသဲအခန်းကြီး29အပိုင်းငယ်1ကနေပြီးတော့မှ23ထိကြည့်မယ်ဆိုလို့ရှိရင်ဒီပြီးလက်မင်းကနော်ဒီအဲ့ဒီခေတ်ခါတော့သူတို့ကဒီလူတယောက်နဲ့ပြန်ပြီးတော့မှအလဲလဲလုပ်တဲ့အခြေအနေဖြစ်တယ်နော်ဒီပြီးလက်မင်းကဒီတခင်ရှုကိုတတ်မယ်ဆိုလို့ရှိရင်တို့ဘသူကိုလွတ်စေခြင်းလဲဆိုပြီးတော့မှပြောလိုက်တဲ့အချိန်မှာနော်အင်မတန်မှဆိုးသွမ်းတဲ့နော်လူဆိုးကောင်းဆောင်ပေါ့နော်ခုခေတ်နဲ့ဆိုလို့ရှိရင်လူဆိုးကောင်းဆောင်ဒီဘန္နာဘကိုလွတ်ပါနော်သူ့ကိုလွတ်ပါတခင်ရှုကိုကားစင်တင်တတ်ပါဆိုပြီးတော့မှကြွေးကြော်တယ်ပြောချင်တာကတခင်ရှုကနော်သူတို့ထင်ထားတဲ့အတိုင်းမဖြစ်လာတဲ့ခါမှာတခင်ရှုကိုကြိုဆိုဖို့ထက်နော်နောက်ဆုံးမှသူတို့ဘာလုပ်လဲဆိုတော့တခင်ရှုကိုနောက်ဆုံးဒီဗမာစကားနဲ့ရိုင်းပြောမယ်ဆိုလို့ရင်တင်းချိုင်းကိုပို့လိုက်တာနဲ့တူတူပဲနော်တခင်ရှုကိုဒါကယူဒလူမျိုးတွေကဖျားရဲ့ရွေးကောက်ထားတဲ့လူတွေဖြစ်တော်ညာလဲပဲသူတို့အနေနဲ့နှလုံးသားမှန်ကန်မှုမရှိတဲ့ခါမှာသူတို့ဖျားပေါ်မှာတော့မှသူတို့လုံးဝယိုတည်ခြင်းမရှိတော့ဘူးလေးစားခြင်းလည်းမရှိတော့ဘူးကြောက်ရွံ့ခြင်းလည်းသူတို့မရှိတော့ဘူးနောက်တခင်ရှုကိုကားစင်တင်တက်ပါဆိုပြီးတော့မှသူတို့ပြန်ပြီးတော့မှကြွေးကြော်တယ်
ဒီအပိုင်းအခန်းကြီး21မှာသခင်ရှုကိုဟောရှနာဖြစ်စေတည်းဟောရှနာဖြစ်စေတည်းဆိုပြီးတော့မှနော်ကြွေးကြော်ခဲ့တဲ့လူတွေကဒီအပိုင်းအခန်းကြီး20ခုရောက်တဲ့ချိန်မှာသခင်ရှုကိုကားစင်တင်တတ်ပါကားစင်တင်တတ်ပါဆိုပြီးတော့မှပြန်ပြီးတော့ကြွေးကြော်ကြတယ်ဒါကဘာလဲဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်တို့သူတို့ရဲ့စိတ်နှလုံးသားကမမှန်ကန်တဲ့အကြောင်းမို့ဖြစ်တယ်နှလုံးသားမမှန်လို့ဖြစ်တယ်နော်ကျွန်တော်ရဲ့စိတ်နှလုံးသားကမှန်နေဖို့ရန်အတွက်လည်းပြောပြရှင်တယ်အားကြောင့်မို့တခင်ရှုကနော်ဒီသူအသေးမခံခင်မှာငါဒီလူတွေကငါလူမျိုးတွေကနော်ငါရွေးကောက်ထားတဲ့လူတွေကငါ့ကိုကြတော့ပထမဆုံးမှာကြွေးကြော်တယ်နောက်ကြတော့ငါ့ကိုပြန်ပြီးတော့မှကားစင်တင်တတ်ဖို့ရန်အတွက်ပြောကြတယ်ဒါကြောင့်မို့တခင်ရှုကအိမ်မတာမဝမ်းနေတယ်နော်ဝမ်းနေတယ်ညှိုးငယ်တယ်အားကြောင့်မို့ဒီအခန်းကြီး26မှာအပိုင်းငယ်36ကနေတော့မှ38တိကြည့်မယ်ဆိုလို့ရှိရင်တခင်ရှုကဂေဒရှင်မဥယျာဉ်ထဲမှာသွားပြီးတော့မှစူတောင်းတဲ့သူအသေးခံနင်းဒီကားတိုင်းပေါ်တက်ခံရခန်းนี้မှာเนาะအသက်ခံရခန်းนี้မှာဂေဒရှင်မဥယျာဉ်ထဲမှာသွားပြီးတော့မှစူတောင်းတာဖြစ်တယ်ဒါကသူစူတောင်းတာကเนาะသူဒီခံရမယ့်အရာတွေတော့သူသိပါတယ်ဒါပေမဲ့သူ့အနေနဲ့ဘာဖြစ်လို့เนาะဒီစိတ်ညှိုးငယ်ပြီးတော့မှသူမျက်ရည်ကျလာသူ့ရဲ့မျက်ရည်ကเนาะသူ့ရဲ့ချွေးကဘာဖြစ်လို့ဒီသွေးဖြစ်ရတဲ့အထိเนาะဒီလောက်ထိဖျားကเนาะတခင်ရှုကစူတောင်းရတယ်လဲဆိုလို့ရှိရင်ခုနကျွန်တော်ပြောသွားတဲ့အကြောင်းအကြောင်းဖြစ်တယ်เนาะငါလူမျိုးတွေကเนาะငါလူမျိုးတွေကငါ့ကိုဒီလိုမျိုးချီးမြှောက်ပြီးတော့မှနောက်ဆုံးမှငါ့ကိုပြန်ပြီးတော့မှငါ့ကိုအသေးသက်ရှင်တဲ့စိတ်တော်မှသူတို့ကရှိကြပါလားဆိုပြီးတော့မှတခင်ရှုကအိမ်မှာတမ်းမှဝမ်းနေတာဖြစ်တယ်ဒါကြောင့်မို့လဲသူ့အနေနဲ့เนาะဒီသူ့ရဲ့ဖခမေးတော်ရှိမှပြန်ပြီးတော့မှစူတောင်းတာဖြစ်တယ်ညှိုးငယ်တဲ့စိတ်နဲ့ပြန်ပြီးတော့မှစူတောင်းတယ်သူတို့ရဲ့အပြစ်ကိုလွတ်တော်မူပါဆိုတော့เนาะသူတို့ရဲ့အပြစ်တွေမတိကြဘူးเนาะသူတို့ရဲ့အပြစ်ကိုလွတ်ပေးပါဆိုပြီးတော့မှသူ့ရဲ့ဖခမေးတော်ရှိမှကိုစားကျွန်တော်တို့တော့ပြန်ပြီးတော့မှစူတောင်းပေးခဲ့တာဖြစ်တယ်သူ့ရဲ့လူမျိုးတွေတော့ပြန်ပြီးတော့စူတောင်းပေးခဲ့တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားเนาะကျွန်တော်တို့ယုံကြည်သူဖြစ်လာပြီးတဲ့ချိန်မှာဖခင်ရဲ့စိတ်တော်နဲ့တွေးဖို့ရန်အတွက်ကကျွန်တော်တို့အထူးသဖြင့်နှလုံးသားမှန်ကန်နေဖို့ရန်အတွက်လည်းမှတမရေးကြည့်တယ်ကျွန်တော်ရဲ့နှလုံးသားကမမှန်ကန်နေတွေ့ဖခင်ကခုနကျွန်တော်ပြောသလိုအိမ်မှာတမဝမ်းနေမှာဖြစ်တယ်စိတ်ညှိုးငယ်နေမှာဖြစ်တယ်ဒီအခန်းကြီးမာသဲအခန်းကြီး15ပိုင်းငယ်8ကနေပြီးတော့ကိုကြည့်မယ်ဆိုလို့ရှိရင်เนาะသခင်ရှုကအဲ့ဒီမှာပြောလဲဆိုလို့ရှိရင်ညီတို့တွေကငါ့ကိုနှုတ်ခမ်းနဲ့ပဲချီးမွမ်းကြတယ်တဲ့เนาะညီတို့ရဲ့စိတ်နှလုံးသားကငါနဲ့ဝေးတယ်ဆိုပြီးတော့မှသခင်ရှုကပြန်ပြီးတော့မှပြောတာဖြစ်တယ်ဒါကဘာလဲဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကိုသခင်ရှုကတီးလို့ကြိုပြီးတော့မှပြောတာဖြစ်တယ်เนาะစိတ်နှလုံးငါ့ကိုနှလုံးသားနဲ့ပဲနှုတ်ခမ်းနဲ့ပဲချီးမွမ်းကြတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဖခင်ပေါ်မှာချီးမွမ်းခြင်းဖះကိုကျွန်တော်တို့ဂုံပြုခြင်းကနှခမ်းတက်တာပဲလားเนาะကျွန်တော်ရဲ့အတွင်းစိတ်နှလုံးသားကိုပါရဲလားဆိုတာကိုကိုယ်တိုင်ပြန်ပြီးတော့မှစမ်းစစ်ဖွင့်အတွက်ပြောပြချင်တယ်ဒီနေ့ဖះကကျွန်တော်တို့ကိုကျွန်တော်တို့အပြင်ပန်းတရံကိုတောင်းနေတာမဟုတ်ကျွန်တော်တို့ရဲ့တက်ချင်းတော်ချင်းတွေကိုကျွန်တော်တို့တောင်းနေတာမဟုတ်ဖះကကျွန်တော်တို့ရဲ့နှလုံးသားကိုပဲတောင်းနေတာဖြစ်တယ်เนาะဒီနှလုံးသားမှန်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖះကိုတကယ်ပဲနှလုံးသားအစစ်မှန်ပြန်ပေးနိုင်တယ်ဆိုလို့ရှိရင်ဖះကเนาะဝမ်းတာနေမှာဖြစ်တယ်လို့ဒီရဲ့နှလုံးသားမှန်ခြင်းကြောင့်เนาะဖះကိုကျွန်တော်တို့ကပြန်ပြီးတော့မှပြီးတဲ့ຢာကမှန်ကန်ခြင်းကြောင့်ဖះရှိရနေလဲကျွန်တော်တို့ကစစ်မှန်တဲ့ကောင်းခြင်းမင်္ဂလာကိုပြန်ပြီးရရှိခံစားမှာဖြစ်တယ်ဒီတုတ်တန်ကြံခန်းကြီး23 26မှာကြည့်မယ်ဆိုလို့ရှိရင်ဖះကတင်းနှလုံးသားကိုเนาะငါအားပြီးတော့ငါသားတင်းနှလုံးကငါကပြီးလို့ဆိုလို့မပြောတယ်ဖះကကျွန်တော်တို့ကိုနှလုံးသားပဲတောင်းတာဖြစ်တယ်ဘာဖြစ်လို့ဆိုလို့ရှိရင်ဒီနှလုံးကအသက်ရဲ့အခြေမြစ်ဖြစ်တဲ့အကြောင်းမို့တင်းရဲ့နှလုံးသားကိုလည်းစောင့်ရှောက်ပါဆိုပြီးတော့မှเนาะဒီတုတ်တန်ဆရာကလည်းပဲเนาะပြန်ပြီးတော့မှပြောပြထားတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့နှလုံးသားကဘယ်လိုအခြေအနေမှာရှိနေလဲကိုပြန်ပြီးတော့မှဆန်းစစ်ပေါ်နေဖြစ်သလိုနောက်ဒီရှင်ယောအခန်းကြီး4အပိုက်ငယ်24မှာလည်းပဲဖះကိုကိုးကွယ်တဲ့အခါမှာဖះကိုချီးမွမ်းတဲ့အခါမှာကျွန်တော်တို့ကနံဝိညာဉ်နဲ့၎င်းသစ္စာတရားနဲ့၎င်းကိုးကွယ်ရမယ်ဆိုမှပြောတယ်เนาะကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းတွေကနှုတ်ခမ်းတက်ပဲမဖြစ်စေရဘူးကျွန်တော်တို့အပြင်ပန်းတက်ပဲအပြင်ပန်းတက်ပဲမဖြစ်စေရဘဲနဲ့ကျွန်တော်အသွင်းနှလုံးသားတွေကနေတော့ဖះကိုချီးမြှောက်တဲ့လူတွေဖြစ်ဖို့ရန်အတွက်ကိုးကွယ်တဲ့လူတွေဖြစ်ဖို့ရန်အတွက်ပြောပြချင်တယ်။နောက်အသုံးသက်ကျမ်းအခန်းကြီး21အပိုင်းငယ်20မှာကြည့်မယ်ဆိုလို့ရှိရင်ဖះကနှလုံးသားကိုပဲကြည့်တဲ့ဖះဖြစ်တယ်။နော်ဒီလူကရုပ်ချောလို့ဒီလူကချမ်းသာလို့ဒီလူကဝတ်စားဝတ်ကောင်းတွေဝတ်နိုင်လို့နော်ဒီလူကစားကောင်းတောက်ကောင်းတွေတောင်းနိုင်လို့ဒီလူကကားကောင်းစားကြီးတွေစီးနိုင်လို့ဖះကမကြည့်ဘူး။ဖះကဘာဝဲကြည့်တယ်ဆိုလို့ရှိရင်နှလုံးသားကိုပဲကြည့်တာဖြစ်တယ်။နော်ကျွန်တော်တို့ရဲ့သူ့ကိုယုံကြည်ပြီးတဲ့လူတိုင်းရဲ့ရောက်စီတိုင်းတက်တာထဲမှာနော်ငါသားငါသမီးကငါ့ကိုဘယ်လိုမျိုးအခြေအနေနဲ့ဘယ်လိုမျိုးစိတ်နဲ့ဘယ်လိုမျိုးနှလုံးသားနဲ့ငါ့ကိုကိုးကွယ်နေလဲနော်ငါ့ကိုချီးမွမ်းနေလဲဆိုတဲ့အကိုဖះကနှလုံးသားကိုပဲကြည်တာဖြစ်တယ်
ကျွန်တော်တို့ကတော့ဒီတင်းငွေနေမှာเนาะအဝတ်စားကောင်းတွေကိုမှတော့အဝတ်စားကောင်းနေတော့ရှိတဲ့ຢာနဲ့เนาะကျွန်တော်ဖျားကိုဝတ်ဆင်လာပြီးတော့မှဖျားကိုချီးမွမ်းကြတယ်ဒါကလည်းပဲကျွန်တော်တို့ဒီအပြင်ပန်းတရာပဲကောင်းစားဖို့ရန်တမဟုတ်ပဲနဲ့เนาะဒီလှဖို့ရန်တမမဟုတ်ပဲနဲ့ကျွန်တော်တို့ကအသွင်းနှလုံးသားအထူးသဖြင့်လှဖို့ရန်အတွက်ပြောပြရှင်တယ်ဒါကြောင့်မို့ဒီနေ့သခင်ရှုကဒီယေရုရှလင်မြို့တွေကိုဝင်လာတဲ့ချိန်မှာเนาะဒီယူဒလူမျိုးတွေကခုနကျွန်တော်ပြောသလိုသူကเนาะဒီအခက်ခဲတွေကြားတဲ့ကနေတော့မှလွတ်မြောက်ဖို့ရန်အတွက်ကင်တော့ဖို့ရန်အတွက်ဒီညင်းပန်းနှိမ့်ဆက်ခြင်းတွေကြားတဲ့ကနေပြီးတော့မှကင်တော့ဖို့ရန်အတွက်ငါတို့ကိုကယ်တင်တော့မယ်ငါတို့ကိုလွတ်မြောက်အောင်လုပ်ပြီးတော့မယ်ဆိုပြီးတော့မှကြွေးကြော်ခဲ့တော်ညာလည်းပဲအဲ့ဒီလူတွေကပဲပြန်ပြီးတော့မှသခင်ရှုကိုကားစင်တင်တတ်ဖို့ရန်အတွက်ပြန်ပြီးတော့မှအလိုရှိကြတာဖြစ်တယ်။နော်ဒါကြောင့်မို့ဒီနှစ်တိအခန်းကြီး3အပိုင်းငယ်9မှာဗာပြောထားလဲဆိုလို့ရှိရင်အဲ့ဒီလူတွေနော်အဲ့လိုမျိုးစိတ်နှလုံးသားမှန်ကန်မှုမရှိတဲ့လူတွေစိတ်တွေထွေပြားနေတဲ့လူတွေကိုတွေးလို့ချင်းရှောင်ပါလို့ပြောတယ်နော်ရှင်ဘောလူကပြန်ပြီးတော့တတိပေးထားတာဖြစ်တယ်။ကျွန်တော်တို့ကိုဖေယားနဲ့ဝေးကွာစေဖို့ရန်အတွက်နော်ကျွန်တော်တို့ကိုဖေယားနဲ့ဖះရဲ့တမာတရားလမ်းကနေတော့မှသွေးဖယ်သွားအောင်လှုပ်တဲ့လူတွေရှိလို့ရှိရင်အဲ့ဒီလူတွေကလည်းပဲမပေါင်းဖော်ပါနဲ့အဲ့ဒီလူတွေတွေးလို့ရှိရင်လည်းပဲရှောင်ဖယ်သွားပါเนาะအဲ့ဒီလူတွေကိုရှောင်ပါဆိုပြီးတော့မှရှင်ဘောလူကပြန်ပြီးတော့မှယုံကြည်သူတွေကိုတတိပေးထားတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ကိုเนาะလောကမှာနေတဲ့ခါမှာတော့အပေါင်းအသင်းတွေမိတ်ဆွေတွေတငယ်ချင်းတွေကျွန်တော်တို့နေကြတယ်။အဲ့လိုနေတဲ့ခါမှာကျွန်တော်တို့ပေါင်းသင်းတဲ့ခါမှာကျွန်တော်တို့ရဲ့ပေါင်းတဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေကဘလို့လူမျိုးဖြစ်တယ်ဆိုတဲ့ຢာကိုအယုံဆုံးလေးလာတပ်ဖို့ရင်တော့လည်းအမှန်တမ်းရေးကြည့်တာဖြစ်တယ်နော်ငခုံးမတကောင်အကြောင်းတလေလုံးပုတ်ဆိုတဲ့စကားပုံရှိသလိုဒီနေ့ကျွန်တော်တို့တယောက်မကောင်းချင်းအကြောင်းဖို့ဒီမကောင်းတဲ့ຢာကဘေးပတ်ဝန်းကျင်မှာပြန့်နှံ့သွားမှာဖြစ်တယ်နော်အလိုလိုနေနဲ့ပြန့်နှံ့သွားမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ဒီလိုလူတွေရှိလို့ချင်းဖះနဲ့ကျွန်တော်တို့ကိုဝေးကွာအောင်လုပ်တဲ့လူတွေနော်အထူးသဖြင့်ဒီဖះနဲ့ဝေးကွာအောင်ဒီရေလို့ဒီတခင်ရှုကိုကားစင်တင်တက်ဖို့ရန်အတွက်အရင်ဆုံးဥဆောင်တဲ့လူတွေကဘယ်လိုလူတွေဖြစ်လဲဆိုလို့ရှိရင်ရေပရောကြီးတွေဖြစ်တယ်နော်ဖျားရဲ့မှုတော်ဆောင်တွေဖြစ်တယ်တနည်းအားဖြင့်အခုခေတ်နဲ့ဆိုလို့ရှိရင်ဖျားရဲ့မှုတော်ဆောင်တွေဒီမောရှိရဲ့ပညတ်တိကျမ်းနော်ဒီကဘာဦးထမြောက်ဝိပ္ပိယတော်လေရတရားဝရကျမ်းဒီ၅ကျမ်းကိုပိုင်နိုင်ဆောင်ထားတဲ့လူတွေပဲဖြစ်တယ်နော်တခင်ရှုကိုကားစင်တင်တက်ဖို့ရန်အတွက်ဥဆောင်တဲ့လူတွေကဒီနေ့ကျွန်တော်တို့ဖျားနဲ့ဝေးကွာအောင်လုပ်တဲ့လူတွေနော်အခုခေတ်နဲ့ဆိုလို့ရှိရင်တော့ဒီမာရွင်းနဲ့ဩဝါဒတွေနော်ဒီလိုမျိုးဒီရှိလာပြီဆိုလို့ရှိရင်လည်းပဲထိုးသူတွေကိုကျွန်တော်တို့ကရှောင်တတ်ဖို့ရန်အတွက်သူတို့နဲ့လည်းမပေါင်းဖော်ဖို့ရန်အတွက်အမှန်တမ်းရေးကြည့်သလိုဒီနေ့အထူးသဖြင့်ကျွန်တော်တို့မယုံကြည်သူတွေနဲ့လည်းကျွန်တော်တို့ပေါင်းဖော်တဲ့နေရာမှာလည်းပဲကျွန်တော်တို့ကတမာတိရှိစွာဖြင့်ပေါင်းဖော်တတ်ဖို့ရန်အတွက်လည်းလိုအပ်တာဖြစ်တယ်ဒီလိုຢာတွေကနော်သခင်ရှုကိုနောက်ဆုံးစိတ်နာစေတဲ့ຢာတွေတခါကြလို့ချင်းဖြစ်တတ်တယ်နော်ဖျားဘက်ကိုနော်ဖျားဘက်ကိုဥတည်ဖို့ရန်အတွက်မဟုတ်ဘဲနဲ့နော်ဖះမကြိုက်တဲ့ຢာတွေပဲကျွန်တော်တို့နေ့စဉ်နဲ့များတွေးနေတယ်နေ့စဉ်နဲ့များလှုပ်ဆောင်နေတယ်နေ့စဉ်နဲ့များနော်ရှောက်လန်းနေမယ်ဆိုလို့ရှိရင်ဖះကနော်အိမ်မတာမှာသူ့ရဲ့စိတ်တော်ကညှိုးငယ်နေမှာဖြစ်တယ်ဝမ်းနေနေမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ရဲ့နှလုံးသားကဘယ်လိုမျိုးစိတ်နဲ့ဖះကိုကိုးကွယ်ရမလဲဆိုတဲ့အကိုကိုယ်တိုင်ပြန်ပြီးတော့မှဆန်းစစ်ဖို့အတွက်လည်းပြောပြချင်တယ်ဒီຢာနဲ့ပတ်သက်ပြီးတော့မှဒီဒါဝိမင်းကြီးရဲ့တက်တာကြည့်မယ်ဆိုလို့ရှိရင်နော်ဒါဝိမင်းကြီးကအလုံးနဲ့တည်ပြီးသားဖြစ်တယ်သူ့အနေနဲ့ဖះရှိမှနော်ဖះကသူ့ရဲ့စိတ်တော်နဲ့တွေ့တော်သူဆိုပြီးတော့မှဘာဖြစ်လို့ဒီလောက်ထိဖះကသူ့ကိုချီးမြှောက်ရတာလဲဖះကဘာဖြစ်လို့တတ်မဲ့ရလဲဆိုလို့ရှိရင်သူ့အနေနဲ့ဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင်လူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အပြစ်တွေအများကြီးလုပ်တယ်ဖះမကြိုက်တဲ့ຢာတွေနော်သူတစ်ပါးတက်ကိုလည်းတတ်တယ်သူတစ်ပါးမယားကိုလည်းပြစ်မှားတယ်နော်ဒါကဒီပညတ်တိကျမ်းထဲမှာနော်ပညတ်တိကျမ်းထဲမှာဒီငါမတပါအခြားသောဖះကိုမကိုးကွယ်နဲ့ပြီးလို့ရှိရင်နောက်ဒုတိယအဆင့်တတိယအဆင့်မှာလာတဲ့ပညတ်တိကျမ်းတွေဖြစ်တယ်ဒါပေမဲ့ဒါဝိတ်အနေနဲ့ဒီလိုຢာတွေကိုကြော်လွှားအောင်မြင်ခဲ့လားဆိုလို့ရှိရင်တော့မကြော်လွှားမအောင်မြင်ခဲ့နိုင်ဘူးเนาะသူ့အနေနဲ့เนาะဒီဥရိယရဲ့ဇနီးဖြစ်တဲ့เนาะဒီဘာသာရှင်မနဲ့ပြင်မာတယ်เนาะဥရိယကိုလည်းပဲနောက်ဆုံးလောက်ကြံတယ်เนาะလောက်ကြံတယ်သူကိုယ်တိုင်မဟုတ်ပေမဲ့တန်တော်ဝိုင်းနေရဖြစ်เนาะဒီရှေ့တန်းကိုပို့လိုက်တယ်ပို့ပြီးတော့မှဒီဥရိယကိုအသက်ဆုံးစေခဲ့တယ်ဒါကဖျားသခင်အင်မတန်မှမုန်းတဲ့အရာဖြစ်တယ်လောက်ရက်ဖြစ်တယ်ဒါပေမဲ့ဖျားကဘာဖြစ်လို့ဒါဝိတ်ကိုငါရဲ့စိတ်တော်နဲ့တွေ့တော်သူဆိုပြီးတော့မှပြောရတာလဲဆိုလို့ရှိရင်သူ့အနေနဲ့ဖះနဲ့ဝေးလေလေเนาะဖះမကြိုက်တာကို तू လောက်တာအလုံးမိပြီဆိုတာ तू တီးတဲ့ခါမှာသူ့အနေနဲ့ဖះရဲ့အဝေးကိုသွားခြင်းမဟုတ်ပဲနဲ့เนาะဖះရဲ့ရှိတော်မောင်းတာသူ့အနေနဲ့
နေ့စဉ်နဲ့များတိုးဝင်ချင်းကတဲ့အတွက်ကြောင့်မို့ဖះကသူ့ကိုစိတ်တော်နဲ့တွေ့တော်သူဆိုပြီးတော့မှတတ်မှတ်တာဖြစ်တယ်ကျွန်တော်အနေနဲ့တခါကြလို့ရှိရင်เนาะဖះမကြိုက်တဲ့အရာတွေဖះမနှင်းတက်တဲ့အရာတွေကျွန်တော်လုံးမိပြီဆိုလို့ရှိရင်ဖះရှိကိုကျွန်တော်တိုးဝင်ချင်းကဖို့ရန်အတွက်မဟုတ်ဘဲနဲ့တခါကြလို့ရှိရင်ကျွန်တော်တို့ကဖះနဲ့ဝေးသွားတတ်တယ်။ငါကအပြစ်ကြီးတဲ့လူငါကဖះမကြိုက်တဲ့အရာတွေကိုလုံးမိနေပြီ။ဖះကငါရဲ့ဟာတွေငါရဲ့အပြစ်တွေကိုလက်ခံပါမလားဆိုပြီးတော့မှလက်ခံမှာလည်းမဟုတ်ဘူးလက်ခံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှတခါကြလို့ချင်းကိုယ့်ရဲ့စိတ်နဲ့ဆုံးဖြတ်ပြီးတော့မှဖះနဲ့တခါကြရင်ဝေးသွားတတ်တဲ့အချိန်လည်းရှိတတ်တယ်။ဒါပေမဲ့ဒါဝိမင်းကြီးအနေနဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့သူ့အနေနဲ့ဒီစာလံကျမ်းတွေမှာဖတ်မယ်ဆိုလို့ရှိရင်เนาะရှင်းရှင်းလင်းလင်းသိရမှာဖြစ်တယ်။ဒီစာလံကျမ်းတွေဖះကเนาะသူ့ရဲ့အပြစ်တွေသူကအိမ်မှာတမအပြစ်ကြီးတဲ့လူဖြစ်တယ်အပြစ်များတဲ့လူဖြစ်တယ်ဒါပေမဲ့သူဖះရှိတော်မောင်းတဲ့စိတ်နှလုံးသားမှန်ကန်စွာဖြင့်တိုးဝင်ချင်းကတဲ့ဖះကိုပြန်ပြီးတော့ပူဇော်တယ်ချီးမြှောက်တဲ့အခါမှာဖះကနောက်ဆုံးသူ့ကိုသူ့ရဲ့ဖះရဲ့စိတ်တော်နဲ့တွေ့တော်သူဆိုပြီးတော့မှဖះကသူ့ကိုတတ်မှတ်ပေးတာဖြစ်တယ်ဒါကလည်းပဲကျမ်းစာထဲမှာเนาะမှတ်တမ်းတင်လာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တာထဲမှာကျွန်တော်တို့ရဲ့စိတ်နှလုံးသားကဘယ်လိုမျိုးနဲ့ဖះကိုချီးမွမ်းနေလဲဖះကိုကိုးကွယ်နေလဲဒါကဖះနဲ့မိမိရဲ့ကြားမှာတဝူးချင်းလှုပ်ဆောင်ရမယ့်အရာဖြစ်တယ်ပြန်ပြီးတော့မှဆန်းစစ်ရမယ့်အရာဖြစ်တယ်เนาะကျွန်တော်ကိုယ်တိုင်မှအစဒီမှာရှိတဲ့ယုံကြည်သူရောက်စီတိုင်းเนาะကျွန်တော်တို့ဖះယုံကြည်သူဖြစ်ပြီးတဲ့နောက်ပိုင်းမှာသခင်ရှုကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့ရှင်ခင်ဖြစ်ရဲ့လက်ခံယုံကြည်ပြီးတဲ့နောက်ပိုင်းမှာဖះနဲ့ရှောက်လန်းသက်ရှင်ဖို့ရန်အတွက်ဖះနဲ့တွာလာဖို့ရန်အတွက်ငါရဲ့စိတ်နှလုံးသားကဘယ်လိုရှင်နေမှာရှိနေလဲเนาะပြင်ဆင်စရာတွေရှိလို့ရှင်လည်းပဲကျွန်တော်တို့ပြင်ဆင်တတ်ဖို့ရန်အတွက်လည်းပြောပြရှင်တယ်ဒီဂျူးလူမျိုးတွေအနေနဲ့သခင်ရှုကယေရုရှလင်မြို့ထဲဝင်လာတဲ့အခါမှာသူတို့အနေနဲ့ကြိုးစိုးတယ်ချီးမြှောက်တယ်သူတို့ချီးမြှောက်တဲ့အရာတွေကပဲပြန်ပြီးတော့မှသခင်ရှုကိုကားစင်တင်သက်တယ်ဒါကသူတို့အနေနဲ့စိတ်နှလုံးသားမမှန်ကန်တဲ့ကြောင့်မို့ဖြစ်တယ်သူတို့လူချင်းတဲ့အရာယူပဲစဉ်းစားတဲ့အရာဖြစ်တဲ့ကြောင့်မို့ဒီလိုမျိုးချင်းတွေကြုံတွေ့သွားတာဖြစ်တယ်တစ်ဖက်ကလည်းပဲကြည့်မယ်ဆိုလို့ရှင်တော့เนาะဒီကျမ်းစာရဲ့ပြည့်စုံခြင်းเนาะဒီကပောက်ကျမ်းမာကလေးကပြောထားတဲ့အရာကျမ်းစာရဲ့ပြည့်စုံခြင်းနဲ့ဖြစ်သလိုဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှင်ဒီအရာတွေကကျွန်တော်တို့အတွက်သင်ခန်းစာယူစာလည်းဖြစ်တယ်ဖះကရွေးကောက်ထားတယ်ဖះကတီးတန့်ချီးမြှောက်ထားတယ်သူ့ရဲ့လူတွေကပဲသူ့ကိုပြန်ပြီးတော့မှကားစင်တင်သက်ကြတာဖြစ်တယ်ဒါကနှလုံးသားမမှန်ကန်တဲ့အကြောင်းမို့เนาะကျွန်တော်နှလုံးသားမမှန်ကန်တွေ့ဘယ်တော့မှကျွန်တော်လှုပ်ဆောင်မှုတွေလည်းမှန်ကန်မှာမဟုတ်ဘူးဒါကတော့ဒီကျမ်းစာနေတိုင်းเนาะကျမ်းစာနေတိုင်းပြောတာကျွန်တော်ရဲ့လှုပ်ဆောင်တဲ့အရာကเนาะဖះရဲ့နီလန်တိုင်းကြားဖို့ရန်တော့ကကျွန်တော်အထူးသဖြင့်နှလုံးသားမှန်ကန်ဖို့ရန်တော့အိမ်မှာတမရေးကြည့်တယ်သူများတွေပေါ်မှာเนาะစိတ်ပုတ်စိတ်ရုပ်တွေရှိပြီးတော့မှเนาะဒီမကောင်းတဲ့စိတ်တွေရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လှုပ်ဆောင်မှုကလည်းပဲဘယ်တော့မှမှန်ကန်မှာမဟုတ်ဘူးเนาะကိုယ့်ရဲ့စိတ်ကမှန်နေမှเนาะကိုယ့်ရဲ့စိတ်ကမှန်နေမှကိုယ့်ရဲ့လှုပ်ဆောင်မှုကလည်းမှန်လာမှာဖြစ်တယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေကလည်းပဲမှန်ကန်နဲ့ပြည့်စုံလာမှာဖြစ်တယ်เนาะချက်လန်းနီးနဲ့လိုက်နေသေးတော့ဘယ်တော့မှတော့အောင်မြင်ခြင်းဆိုတာရရှိမှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ကျွန်တော်နှလုံးသားကိုပြန်ပြီးတော့မှစမ်းစစ်ရအောင်ဖခင်ကကျွန်တော်တို့ကိုတောင်းတာနှလုံးသားပဲဖြစ်တယ်ဒီချိန်မှာလည်းပဲသခင်ရှုကလည်းပဲเนาะဒီယေရုရှလင်မြို့ထဲဝင်လာတဲ့အခါမှာသူ့ရဲ့လူတွေကเนาะသူ့ရဲ့လူတွေကိုကယ်တင်ဖို့ရန်အတွက်ဒီလော်ကီလူသားအားလုံးကိုเนาะကယ်တင်ဖို့ရန်အတွက်ဝင်လာတော်ညာလည်းပဲဒီလိုຢာတွေကိုသူ့အနေနဲ့ကြုံတွေ့လာတဲ့အခါမှာသူ့အနေနဲ့အိမ်မှာတာမဝမ်းနေတယ်ကြေကွဲတယ်ဒါမဲ့သခင်ရှုကကျွန်တော်တို့ကိုပြစ်ထားလားဆိုလို့ရှိရင်တော့မပြစ်ထားဘူးเนาะသူ့ရဲ့ဖခမီးတော်ရှင်မှာပြန်ပြီးတော့မှကျွန်တော်တို့ကိုစားပြန်ပြီးတော့မှအပြစ်ဝင်ချတောင်းပန်ပြီးတာဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုဒီလောက်ထိချစ်တဲ့ဖခင်ဖြစ်တယ်เนาะဒီနောက်ပတ်ဆိုလို့ရှိရင်လည်းပဲ Easter Sunday เนาะရှင်ပြန်ထမြောက်တဲ့နေ့ဒီတောက်ကြနေဆိုလို့ရှိရင်လည်းပဲသခင်ရှုအသေးခံတဲ့နေ့ရောက်လာမှာဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုချစ်တဲ့ကြောင့်မို့เนาะချစ်တဲ့ကြောင့်မို့သူ့ရဲ့လော်ကီဒီကောင်းကင်စီးစိမ်နေเนาะဒီဘုံစီးစိမ်နေအားလုံးကိုစွန့်ပြီးတော့မှဒီလော်ကီကိုစွန့်လာလောကကိုဆင်းလာတယ်နှိမ့်ချခြင်းနဲ့ဆင်းလာတယ်ဒီလိုဖခင်ကိုကျွန်တော်တို့ကကိုးကွယ်ခွင့်ရတယ်เนาะချီးမွမ်းခွင့်ရတဲ့အခါမှာကျွန်တော်တို့ကဖခင်ကိုနှလုံးသားမှန်ကန်နဲ့ပြန်ပြီးတော့မှပူဇော်တတ်တဲ့လူတွေချီးမွမ်းတတ်တဲ့လူတွေဖြစ်ဖို့ရန်အတွက်ပြောပြရှင်တယ်ဖခင်ကလည်းပဲဒီຢာကိုပဲလိုချင်တာဖြစ်တယ်ကျွန်တော်တို့เนาะဖခင်ရဲ့အမှုတော်ကိုဆောင်တယ်เนาะဖခင်ကိုချီးမွမ်းတယ်ဖခင်ကိုချီးမြှောက်တယ်လို့ပြောတာဖခင်ကဒီလိုຢာတွေကိုသူ့ကိုမချီးမြှောက်လို့ရှင်လည်းပဲသခင်ရှုကပြောတယ်เนาะဖခင်ကပြောတယ်เนาะသူ့ကိုမချီးမြှောက်เนาะနင်တို့တွေငါဖန်ဆင်းထားတဲ့ຢာတွေငါ့ကိုမချီးမြှောက်ရင်တော့မှငါကြောက်ခဲတွေကိုငါစေခိုင်းမယ်လို့ပြောတယ်เนาะဖခင်ကဒီလောက်ထိတော့မှပြောတာဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖန်ဆင်းထားတဲ့လူသားတွေကเนาะသူ့ကိုယုံကြည်တဲ့လူတွေကဖ
ဖះကိုကျွန်တော်တို့ကမမှန်ကန်ကန်နဲ့ကိုးကွယ်တဲ့လူတွေဖြစ်ဖို့ရန်အတွက်ချီးမြှောက်တဲ့လူတွေဖြစ်ဖို့ရန်အတွက်အိမ်မှာတမရေးကြည့်တယ်ဒီလိုမျိုးမဟုတ်လို့ရှိရင်ကျွန်တော်တို့ကိုစားနော်တခင်ရှုကနော်ဖះကဒီကြောက်ခဲတွေကိုစေခိုင်းမှာဖြစ်တယ်နော်ဒီတတ်မဲ့အရာတွေနော်ဖះကလုံနိုင်တာဖြစ်တယ်ဒါကြောင့်လို့ရှိရင်အဲ့ချိန်ကြာလို့ရှိရင်ကျွန်တော်တို့လူသားဖြစ်ခြင်းကဖះသားဖြစ်ခြင်းကအချင်းလေးတက်ဖြစ်သွားမှာဖြစ်တယ်နော်ခေစကားနဲ့ပြောမယ်ဆိုလို့ရှိရင်နော်ဒီစကားပုံအဖြစ်ပြောမယ်ဆိုလို့ရှိရင်စံကုန်မီလေးတွေပဲဖြစ်သွားမှာဖြစ်တယ်ဖះတော့ပြောတာနော်ချီးမြှောက်နော်ဖះတော့လည်းဘုံထင်ရှားတဲ့လူတွေလည်းဖြစ်လာမှာလည်းမဟုတ်ဘူးကျွန်တော်တို့အသက်ရှင်ခြင်းကနော်ခန္ဓာကိုယ်သာအသက်ရှင်နေမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းတွေကအသေးပဲဖြစ်သွားမှာဖြစ်တယ်နော်ကြောင့်မို့ဒီຢာတွေကိုဖះကမလို့ခြင်းတဲ့ကြောင့်မို့နော်သူ့ကိုချီးမြှောက်တဲ့အခါမှာလည်းပဲစေနှလုံးသားနဲ့ချီးမြှောက်ပါနော်နာဝိညာဉ်နဲ့ချီးမြှောက်ပါတစ္ဆာတရားနဲ့ချီးမြှောက်ပါဆိုရင်တော့ဖះကပြောတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ပြန်ပြီးတော့မှဆန်းစစ်ရအောင်သခင်ရှုကတော့ကျွန်တော်ရဲ့စေနှလုံးသားတွေကိုဝင်လာတဲ့အခါမှာနော်ကျွန်တော်ကဘယ်လိုမျိုးစိတ်နဲ့လက်ခံလဲသခင်ရှုကယေရုရှလင်မြို့ကိုဝင်လာတဲ့အခါမှာဒီယူဒလူမျိုးတွေဂျူးလူမျိုးတွေကသခင်ရှုကိုဝမ်းမတရာနဲ့ကြိုးဆိုတော်ညာလည်းပဲသူတို့ရဲ့ကြိုးဆိုခြင်းကမမှန်ကန်ဘူးမမှန်ကန်ခဲ့ဘူးနောက်ဆုံးမှာဖះကိုညှိုးငယ်စီတဲ့လူတွေဖះကိုဝမ်းနဲ့စီခဲ့တဲ့လူတွေပဲဖြစ်သွားတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းတွေကပြန်ပြီးတော့မှဆန်းစစ်ရအောင်ကျွန်တော်ရဲ့လှုပ်ဆောင်မှုတစ်ခုစီတိုင်းเนาะចောင်းသားလဲចောင်းသားလေးယောက်เนาะအမှုတော်ဆောင်တွေလည်းအမှုတော်ဆောင်လေးယောက်အိမ်မာနေတဲ့လူတွေကလည်းအိမ်မာနေတဲ့လက်လျောက်အလုံးလုံးတဲ့လူတွေကလည်းအလုံးလုံးတဲ့လျောက်ကျွန်တော်ရဲ့လှုပ်ဆောင်မှုเนาะကျွန်တော်ရဲ့ပြောဆိုမှုတွေကျွန်တော်ရဲ့သွာလာခြင်းတွေမှာเนาะဖះသခင်နှစ်သက်ပါမလားဖះသခင်ရဲ့စိတ်တော်နဲ့တွေးပါမလားဆိုပြီးတော့မှပြန်ပြီးတော့မှဆန်းစစ်ဖို့ရင်တော့ပြောရှင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီလောကမှာနေတဲ့အခါမှာเนาะကျွန်တော်တို့ရဲ့ပေါင်းဖက်တဲ့လူတွေကပေါင်းဖော်ရတဲ့ပေါင်းသိရတဲ့လူတွေကမယုံကြည်သူတွေပဲဖြစ်တယ်ဒါကြောင့်မို့ဒီမယုံကြည်သူတွေရဲ့အလဲမှာသူ့ရဲ့အလင်းကိုဆောင်နိုင်ဖို့ရန်အတွက်เนาะသူ့ကိုတီးဖို့ရန်အတွက်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းတွေကတက်တည်ပြရမှာဖြစ်တယ်เนาะဒီလိုတက်တည်ပြတဲ့အခါမှာကျွန်တော်တို့ရဲ့နှလုံးသားကလည်းပဲမှန်ကန်နေဖို့ရန်အတွက်လည်းပြောပြရှင်းတယ်အထူးသဖြင့်ဒီနေ့ဒီစိတ်နှလုံးသားနဲ့ပတ်သက်ပြီးတော့မှเนาะကျွန်တော်တို့မှန်ကန်ရှိဖို့ရန်အတွက်ဒီလိုပြောလို့ကျွန်တော်လည်းဖះနဲ့တော့မှန်ကန်ပါဘူးဒါပေမဲ့ကိုဘကနေဒါဝိမင်းကြီးလိုမျိုးပဲเนาะအပြစ်တွေများတဲ့လူဖြစ်တယ်အားနည်းတဲ့လူဖြစ်တယ်ဒါပေမဲ့ဖះစီကိုနေတိုင်းတိုးဝင်နှိမ့်ချခြင်းနဲ့နော်နှိမ့်ချတဲ့စိတ်နဲ့တိုးဝင်ခြင်းကတဲ့အခါမှာနောက်ဆုံးဖះကဒါဝိမင်းကြီးကိုချီးမြှောက်သွားတာဖြစ်တယ်နော်သူကအပြစ်များတဲ့လူဖြစ်တယ်ကျွန်တော်တို့ထောင်မှာအပြစ်များတဲ့လူဖြစ်တယ်နော်ဒါပေမဲ့ဖះကသူ့ကိုချီးမြှောက်တယ်ဘာဖြစ်လို့လဲဖះရဲ့ရှေ့တော်မောက်မှာနေ့စဉ်နဲ့မြဖះနှစ်သက်တဲ့ရစ်ကိုပူဇော်တယ်ဖះနှစ်သက်တဲ့နှလုံးသားနဲ့အသက်ရှင်တယ်ဖះကိုအကောင်းဆုံးပေးတယ်ဒါကြောင့်မို့ဖះကလည်းပဲသူ့ရဲ့စိတ်တော်နဲ့တွေ့တော်သူဆိုတော့ဖះကသူပြန်ပြီးတော့မှကောင်းကြီးပေးတယ်တတ်မှတ်ထားတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဒီလိုမျိုးအရာတွေကိုရရှိဖို့အတွက်ကျွန်တော်နှလုံးသားကလည်းပဲမှန်ကန်နေဖို့အတွက်ကျွန်တော်နေ့စဉ်နဲ့မြလုံမမိတဲ့အရာတွေအများကြီးရှိမယ်ဒါပေမဲ့ဒီလိုလုံမမိတဲ့အရာတွေပေါ်မှာဖះနဲ့ဝေးသွားဖို့အတွက်မဟုတ်ဘဲနဲ့ဖះနဲ့နှလုံးသားမှန်မှန်နဲ့ဖះရှိမှနှိမ့်ချတဲ့စိတ်နဲ့ပြန်ပြီးတော့မှတိုးဝင်ချင်းကတ်တဲ့သူတွေဖြစ်ဖို့အတွက်လည်းပြောပြရှင်တယ်ငါကအပြစ်လုပ်လို့เนาะငါကအပြစ်ကြီးတဲ့လူဖြစ်တယ်ဆိုပြီးတော့မှတခါကြလို့ချင်းကိုယ့်ကိုစိတ်အားငယ်တဲ့เนาะတကယ်ဒီမိသားစုတွေကြားမှာဖြစ်ဖြစ်ဒီအပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ်ငါကအားနေတဲ့လူငါကမပြေဆုံးဘူးဆိုတော့မှအားနေပြီးတော့မှเนาะဒီညှိုးငယ်ပြီးတော့မှအားနေအားငယ်ပြီးတော့မှတငယ်ချင်းနဲ့မပေါင်းဖော်ဘူးเนาะတငယ်ချင်းနဲ့အဝေးမှာဖြစ်သွားတတ်တယ်ဒါတွေကကျွန်တော်တို့ရဲ့တက်တာထဲမှာရှိရမယ့်အရာမဟုတ်ဘူးเนาะကျွန်တော်တို့ရဲ့အားနေခြင်းတွေရှိလားဒီအားနေခြင်းတွေရှိတယ်ဆိုလို့ရှိရင်ဖះရှိမှပြန်ပြီးတော့မှဝန်ချတောင်းပန်ပြီးတော့မှဖះရဲ့စိတ်တော်ကိုတိုးထီနိုင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကဖះကိုပြန်ပြီးတော့ပူဇော်ရမှာဖြစ်တယ်เนาะကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းရည်တွေကဒီနေ့ကျွန်တော်တို့ဖះကိုကြိုးဆိုတယ်ဖះကိုချီးမွမ်းတယ်ဒီချီးမွမ်းတဲ့ຢာတွေကเนาะဖះရဲ့စိတ်တော်နဲ့တွေးတဲ့ပူဇော်ခြင်းဖះရဲ့စိတ်တော်နဲ့တွေးတဲ့ချီးမွမ်းခြင်းတွေဖြစ်ဖို့ရန်အတွက်ပြောပြရှင်တယ်တိုက်တွန်းရှင်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားเนาะဘယ်အချိန်တွေမှာရှိနေလဲဖះကတော့ကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့တော်ရှင်းတက်ရှင်းတွေမတောင်းပါဘူးเนาะအဲ့လိုသာတောင်းကြီးဖះကအဲ့လိုသာတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာပြန်ပေးနိုင်မှာဖះကိုစမ်းစစ်လို့ပြန်ပြီးတော့မှစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်เนาะဘာမှပေးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့เนาะကျွန်တော်တို့ရဲ့အကောင့်ကျွန်တော်တို့လောကမှာအကောင်းဆုံးလုပ်ပါတယ်ဆိုတဲ့ຢာတွေတော့မှဖះရှိမှာဝစ်ဆုပ်နီးသူပဲပြောတယ်เนาะဝစ်ဆုံနီးပဲရှိလို့ပြောတယ်ဘယ်လောက်ထိကျွန်တော်တို့ရဲ့အကောင်းဆုံးလုပ်ပါတယ်ဆိုတဲ့ຢာတွေကဘယ်လောက်ထိမကောင်းလဲဆိုလို့ရှိရင်เนาะအဲကြောင့်မို့ဒီနေ့
ဒီလိုမကောင်းတဲ့ຢာတွေနဲ့ပြည့်နေတဲ့ကျွန်တော်တို့လူသားတွေကနော်ဖျားကိုပြီးတဲ့ခါမှာပြန်ပြီးတော့မှနော်ဖျားသခင်လက်ခံတဲ့ချီးမွမ်းခြင်းရစ်ကိုကျွန်တော်တို့ပေးနိုင်ဖို့ဖျားသခင်နဲ့တက်တဲ့နှလုံးသားကိုပြန်ပြီးတော့မှပေးနိုင်ဖို့ဖျားပေးတဲ့နှလုံးသားကိုပြန်ပြီးတော့ဖျားရှိကိုပြန်ပြီးတော့မှပေးအပ်တတ်ဖို့ရန်အတွက်ဖျားကိုပြန်ပြီးတော့မှပူဇော်တတ်ဖို့ရန်အတွက်နော်ပြောပြရှင်တယ်အာဗြဟံကလည်းပဲသူ့အနေနဲ့ဖျားကိုဒီမယုံကြည်သူတွေကြားထဲကနေပြီးတော့မှတိလာတယ်ဖျားနဲ့သူရှောက်လန်းလာတယ်နောက်ဆုံးမှာသူ့ကိုဖျားကတောင်းတယ်သူ့ရဲ့တဝိုးသီးသောသားကိုတောင်းတဲ့ချိန်မှာသူ့အနေနဲ့ညင်းပိုင်ခွင့်ရှိတယ်လှုပ်ပိုင်ခွင့်ရှိတယ်ဖခင်တယောက်အနေနဲ့ဒါပေမဲ့သူ့အနေနဲ့လှုပ်လာဆိုလို့ရှိရင်တော့မလှုပ်ခဲ့ဘူးဖျားသခင်တောင်းတဲ့အတိုင်းသူ့အနေနဲ့ပြီးခဲ့တယ်နော်ဒီအာဗြဟံရဲ့စိတ်နဲ့စိတ်ထားကိုကြည့်မယ်ဆိုလို့ရှိရင်ဖျားကပြီးတာပဲဖျားကငါပြန်ပြီးပေးရမယ်ဆိုတဲ့စိတ်နဲ့ဖျားကိုပြန်ပြီးတော့ပူဇော်တယ်ကျွန်တော်အနေနဲ့လည်းပြန်ပြီးတော့မှဖျားကကျွန်တော်တို့ကိုထာဝရသက်ပေးထားတယ်ဒီပေးထားတဲ့ຢာပေါ်မှာပြန်ပြီးတော့ဖျားကိုအပြည့်အဝပြန်ပေးတတ်တဲ့လူတွေဖြစ်ဖို့ရန်အတွက်ပြန်ပေးနိုင်တဲ့လူတွေဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကကြိုးစားမှာဖြစ်တယ်ကြိုးစားပြီးလှုပ်ဆောင်ရမှာဖြစ်တယ်တခါနဲ့တော့ဖြစ်လာမှာတော့မဟုတ်ဘူးပြည့်စုံလာမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အသက်နိုင်ဆုံးเนาะအသက်နိုင်ဆုံးဖျားရဲ့နှုတ်ကပတော်ဒီလိုလုပ်နိုင်မှုဆိုတာကလည်းပဲနေ့စဉ်နဲ့မြဖျားရဲ့နှုတ်ကပတော်ဖတ်ရှုမယ်ဖျားနဲ့အချိန်ယူမယ်ဆိုလို့ရှိရင်တော့เนาะဖျားသခင်ကိုကျွန်တော်တို့ကဖျားသခင်နဲ့တက်တဲ့ရစ်ကိုကျွန်တော်တို့ပူဇော်နိုင်မှာဖြစ်တယ်နော်ဖျားသခင်နဲ့တက်တဲ့နှလုံးသားကိုကျွန်တော်ပြန်ပြီးတော့မှပြီးနိုင်မှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ဒီဒါဝိရဲ့အတ္တအားဖြစ်တော့ကောဒီနေ့ဒီဂျူးလူမျိုးတွေလို့မဟုတ်ဘဲနဲ့เนาะယူရလူမျိုးတွေလို့မဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ຢာတွေပဲကိုတတ်မှတ်တဲ့ຢာတွေပဲဆွဲယူခြင်းမဟုတ်ဘဲနဲ့ဖျားသခင်နဲ့တက်တဲ့အတိုင်းเนาะဖျားသခင်နဲ့တက်တဲ့အတိုင်းဖျားကိုပြန်ပြီးတော့မှစိတ်နှလုံးသားအပြည့်ပြန်ပြီးတော့မှပူဇော်တတ်တဲ့သူစိတ်နှလုံးသားပြည့်နဲ့ပြန်ပြီးတော့မှပေးနိုင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ဒီနေ့ဒီရလေးနဲ့အနေငယ်ခွန်အားပေးသက်သောခြင်းနဲ့ရရှိတိုင်းဖျက်ရှင်ကောင်းကြီးပြပါစေ။